ပညာ၏တန်ဖိုးလူတစ်ယောက်ကားမောင်းပြီးခရီးသွားတယ်။လမ်းမှာကားပြတ်လို့ဆင်းပြီးကားကိုပြင်ကြည့်တယ်။မရဘူး။ဆက်ပြင်းတယ်။15မိနစ်နိုင်ဝက်တစ်နိုင်မရဘူး။လမ်းလျှော့လိုက်ပြီးကားဘောရှော့ဆိုင်တစ်ခုကိုရှာပြီးကားပြင်သမားကိုပြင်ခိုင်းလိုက်တယ်။ကားပြင်သမားကကားဖုံးဖွင့်ကြည့်ပြီးလိုအပ်တာပြင်လိုက်တယ်။3မိနစ်ပဲကြာလိုက်တယ်ပြန်ကောင်းသွားတယ်။ဘလောက်ကြာတယ်လဲကောင်လေး9000ကျပ်ကြပါတယ်။3မိနစ်ပဲပြင်ရတာကို9000ကမများလုံးဘူးလားကွ။ဦးလေးဘာအလုပ်လုပ်နေပါသလဲ။ဆရာဝန်ဟုတ်ကဲ့ပါဆရာ။ဆရာလည်းဆေးကန်းကိုရောက်လာတဲ့လူနာတွေစီက200ကျပ်ဖိုးလောက်ပဲတန်တဲ့ဆေးအတွက်9000ကျပ်ယူရဲမလား။ဟာအဲ့ဒါကဒီဆေးတောက်ရင်ဒီယောဂပျောက်တယ်ဆိုတဲ့ပညာကိုသိအောင်လေ့လာခဲ့ရတာနှစ်ပေါင်းများစွာကြာတယ်ကွ။ဆေးဖို့ယူတာမဟုတ်ဘူးပညာဘိုးကိုယူတာဟုတ်ကဲ့ကျွန်တော်ပြောချင်တဲ့စကားကိုဆရာပြောပြီးနေပါပြီပြတ်နေတဲ့ကားတစ်စီးကို3မိနစ်နဲ့ပြန်ကောင်းလာအောင်လုပ်တဲ့ပညာကိုကျွန်တော်လည်း10နှစ်မကလေ့လာခဲ့ရပါတယ်ဆရာလို့ပြန်ပြောလိုက်ပါတော့တယ်